Anime ဆိုတာဂျပန်နိုင်ငံမှာစတင်ဖွံ့ဖြိုးလာတဲ့ရုပ်ပြဖန်တီးမှုအမှုပညာတစ်ခုဖြစ်ပါတယ်။1910ခုနှစ်လောက်ကပထမဦးဆုံး anime လှုပ်ဆောင်မှုတွေစတင်ပေါ်ပေါက်ခဲ့ပါတယ်။နာမာကူရာဂါဒါနာနဲ့ကဆူဒိုရှာရှင်းဆိုတဲ့ရုပ်ရှင်တို့များကနေစတင်ခဲ့တာလည်းဖြစ်ပါတယ်။ anime ဟာပထမပိုင်းမှာအမေရိကန်နဲ့ပြင်သစ်ရဲ့ animation style တွေကိုလေ့လာကဂျပန်ရဲ့ပုံစံသစ်နဲ့ဖန်တီးမှုများပုံမှန်များပြလာခဲ့ပါတယ်။1963ခုနှစ်မှာအိုဆာမူတီဇူကာရဲ့နာမည်ကြီးကာတွန်းက Astro Boy ရာရုပ်မြင်သံကြားတွေမှာပထမဦးဆုံးစီးရီးဖြစ်လာပြီးလူကြိုက်အများဆုံးရဲ့နှစ်ချိုင်မှုကိုရရှိခဲ့ပါတယ်။နောက်ပိုင်းမှာ Studio Ghibli က Spirited Away, My Neighbor Totoro စတဲ့ဇာတ်ကားတွေကိုထုတ်လုပ်ပြီးနိုင်ငံတကာအဆင့်တွေအထိသတ်မှတ်လူကြိုက်များလာခဲ့ပါတယ်။ယနေ့ခေတ်မှာ anime ဟာဂျပန်ရှင်ကျေးမှုနဲ့အရေးပါသောအစိပ်ပိုင်းတစ်ခုဖြစ်လာပြီးနိုင်ငံတကာအဆင့်ထိကျော်ကြားလာခဲ့ပါတော့တယ်။